မိမိတဏ္ဍာမှာဆွဲမြဲသွားတဲ့မှားယွင်းတဲ့အမြင်ဟာကတ်ကြီးသုံးပါးတဲ့ပို့ပြီးတော့ကြောက်เสียကောင်းတယ်ဒါကြောင့်မို့လို့ဒီဟာကလည်းဘေးအန္တရာယ်တစ်မျိုးတစ်ခုဖြစ်လို့ပေကြီးအစမှာဆိုလို့ရှိရင်ရာဇတောဝါသောရတောဝါလို့ဆိုတဲ့အထဲမှာအတ္တန်ဒိဋ္ဌိတောဝါမှားယွင်းတဲ့အယူအဆဒါဟာအမတ္တမ၆ဆရာကောင်းတဲ့အယူတစ်ခုပဲသို့သောလောကလူတွေကဒါကိုမကြောက်ဘူးတခြားဘေးဆိုးကတ်ဆိုးကြီးတွေကိုသာဘေးဆိုးကတ်ဆိုးလို့ထင်ပြီးတော့ကြောက်လန့်ကြတယ်အမှန်ကတော့တကယ်ကြောက်ဆရာကောင်းတာတော့ဒီနိယတမိစ္ဆာဒိဋ္ဌိကအမတ္တမကြောက်ဆရာကောင်းတယ်နိယတမိစ္ဆာဒိဋ္ဌိခံယူထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဤဘဝရဲ့အခြားမဲ့သူသွားရမယ့်လမ်းကြောင်းဟာအပင်ငရဲပဲလို့ဒီလိုကျမ်းဂန်ထဲမှာတိတိကျကျဆိုထားတာအဘိဓမ္မာကျမ်းဂန်မှာဆိုရင်မိစ္ဆတနိယတဓမ္မာတမ္မတ္တနိယတဓမ္မာအနိယတဓမ္မာလို့ဆိုပြီးတော့သဘာဝတရား၃မျိုးကိုခွဲခြားပြီးတော့ဟောကြားထားတဲ့တပည့်သင်္ကနီပါဠိတော်သို့မဟုတ်အဘိဓမ္မာ9ကျမ်းရဲ့မာတိကာကြီးမှာအဲ့လိုဆိုထားတဲ့ထဲမှာမိစ္ဆတနိယမဆိုနိယတဆိုဘာကိုပြောတာတော့ဆိုမှားယွင်းတဲ့သဘာဝရှိပြီးတော့မိစ္ဆတဆိုတာမှားယွင်းတဲ့သဘာဝတရားရှိသဘာဝရှိတယ်နိယတဆိုတာစိတ်ထဲနှလုံးထဲခိုင်မြဲတယ်သို့မဟုတ်အကျိုးပေးဖို့အတွက်ခိုင်မြဲတယ်လို့သေချာပေါက်သတ္တိနတိလို့ခေါ်သေချာပေါက်ကျိုးပေးမဲ့အရာတစ်ခုအဲ့တော့ဒီကတ်ကြီး၃ပါးတို့25ပါးသောဘေးတို့32ပါးသောကံကြမ္မာတို့ဆိုတာလူတွေကအမတမကြောက်တယ်အမတမကြောက်တယ်အဲ့တော့အဲ့ဒီကြောက်စရာတွေတဲ့ပူကြောက်ဖို့ကောင်းတာကတော့အခုနိယတမိစ္ဆာဒိဋ္ဌိဆိုပူကြောက်စရာကောင်းတယ်အဲ့တော့နိယတမိစ္ဆာဒိဋ္ဌိခံယူချက်ရှိတဲ့ပုဂ္ဂိုလ်တရားဟာဒီဘဝရဲ့အခြားမဲ့မှာတဲ့နတ်ပြည်တောင်မရောက်နိုင်ဘူးနိဗ္ဗာန်ရောက်ဖို့ဆိုတာဝေကြီးလို့ဒီလိုပြောတာနော်အဲ့တော့စာပေကျမ်းကမှာဒီလိုတိတိကျကျဆိုထားတာကိုအဲ့တော့အဲ့ဒီထဲမှာနိယတမိစ္ဆာဒိဋ္ဌိမှားရတဲ့အယူဆတရားကိုလက်ခံထားပြီဆိုလို့ရှိရင်သူကသက်ခါဝရဏနတ်ပြည်လမ်းကြောင်းကြီးလည်းပိတ်ဆို့ထားလိုက်ဆိုလိုတာကသူနတ်ပြည်မရောက်နိုင်တော့ဘူးဒီနိယတမိစ္ဆာဒိဋ္ဌိဆိုတဲ့အမြင်ကြီးကလမ်းကြောင်းတစ်ကြောင်းကိုပိတ်ဆို့ထားလိုက်ရင်အဲ့ဒီလမ်းကသွားလို့မရတော့တဲ့အတိတ်ပဲအဲ့တော့နတ်ပြည်တက်မဲ့လမ်းလဲသူ့ဖို့ပိတ်သွားမောက္ခမက္ခဝရဏတဏှာဝကလွတ်မြောက်တဲ့နိဗ္ဗာန်လမ်းကြောင်းကြီးလည်းသူ့အတွက်ပိတ်သွားတယ်အဲ့ဒါလို့ကောင်းတဲ့လမ်းနေသူ့ဖို့မှာပိတ်ပြီးတော့ဖွင့်ပေးတဲ့လမ်းကဘာလဲဆိုရင်အပယ်ဆင်းရဲအပယ်လေးပုံအပယ်ငရဲတိဟုသောလမ်းကြီးတစ်ချောင်းမှလည်းသူ့အတွက်ပွင့်လျက်ရှိတယ်ကျန်တဲ့ဟာတွေကအကုန်လုံးပိတ်သွားပြီလို့ဒီလိုဆိုတာနော်အဲ့တော့နိယတမိစ္ဆာဒိဋ္ဌိဆိုတာအမှန်တမ်းဆိုးတယ်လို့ဒီလိုပြောရမှာဒီလိုပြောအဲ့ဒီနိယတမိစ္ဆာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ကိုထက္ကရာဆရာကြီးတွေကဘာပြောတော့လို့ဆိုတန်တရာရဲ့တိတ်ငုတ်ကြီးတွေပဲလို့ဒီလိုပြောတာဝတ္တခာနုကဝဆင်းရဲ့တိတ်ငုတ်ကြီးတွေတိတ်ငုတ်ဆိုတာလမ်းမှာခလုတ်အဖြစ်ရှိပြီးတော့တိတ်ငုတ်ကြီးတွေတူးပစ်ဖို့ဆိုတာအမှန်တမ်းခဲရင်တော့ဒီတိတ်ငုတ်ကြီးတွေကဒီတိုင်းပဲထားခဲ့ကြတာများတယ်ပေါ့အဲ့တော့ဒီနိယတမိစ္ဆာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဝဆင်းရဲ့အတွက်သူကအမှန်တမ်းခိုင်မြဲပြီးတော့ဆွဲဆွဲမြဲမြဲရှိနေလို့သူ့ကိုတိတ်ငုတ်ကြီးလို့ဝဆင်းရဲ့တိတ်ငုတ်ကြီးလို့ဒါလိုသုံးထားတယ်အဲ့ဒါတည်းမကဘူးသူဟာဝဆင်းရဲ့တိတ်ငုတ်ဖြစ်သည့်အတွက်ကြောင့်
ကဘာမှာဆွဲဆွဲမြဲမြဲနေတဲ့ပုဂ္ဂိုလ်ဖြစ်လို့မြေကြီးပေါ်မှာဆွဲဆွဲမြဲမြဲနေတဲ့ပုဂ္ဂိုလ်လို့ပထဝီဂောပကောတဲ့မြေဆောင်တတ္တဝါကြီးလို့ဒီလိုလဲခေါ်တယ်သူကဒီအရှိတက်နိုင်တဲ့အနေအထားမရှိဘူးပေါ့ဒီနိယတမိစ္ဆာဒိဋ္ဌိဆိုတာအမှန်တမ်းကြောက်ဖို့ကောင်းတယ်တဲ့ဒါကြောင့်မို့လို့ဩဃတဆိုတဲ့ထဲမှာယတနာတရား၅ပါးဆိုတာပါအဲ့ဒီယတနာတရား၅ပါးထဲမှာညာတိယတနာတဲ့ဆွေတွေမျိုးတွေပျက်စီးတယ်ဆုံးရှုံးတယ်ဘောဂယတနာပစ္စည်းဥစ္စာတွေပျက်စီးတယ်ဆုံးရှုံးတယ်ရောဂယတနာယောဂဖြစ်ပြီးတော့ကျန်းမာရေးဆုံးရှုံးတယ်လောကလူတွေအလေးထားတာကအဲ့ဒီ၃ခုလူတွေကအကြောက်ဆုံးပဲဆွေမျိုးတွေကုံမှာကြောက်တယ်စီစဉ်ဥစ္စာတွေကုံမှာကြောက်တယ်ယောဂဖြစ်မှာကြောက်တယ်ကျန်းမာရေးဆုံးရှုံးပျက်စီးမှာကြောက်တယ်ဉာဏ်နဲ့ဗျာဒနာတရား၅ပါးက2ပါးကပါလဲလဲဆိုရင်သီလဗျာဒနာနဲ့ဒိဋ္ဌိဗျာဒနာသီလဗျာဒနာဆိုတာကောင်းတဲ့ကိုချင်းသီလဆုံးရှုံးတာဒိဋ္ဌိဗျာဒနာဆိုတာမှန်ကန်တဲ့အမြင်တစ်ခုဆုံးရှုံးသွားအဲ့ဒီနှစ်ခုကိုတော့လူတွေကသိပြီးတော့မကြောက်ဘူးတဲ့ဗျာဒနာတရား၅ပါးထဲမှာတကယ်ဆိုးတာကသီလဗျာဒနာနဲ့ဒိဋ္ဌိဗျာဒနာကပိုဆိုးတာတဲ့ဘောဂဗျာဒနာတို့ညာတိဗျာဒနာတို့ရောဂဗျာဒနာတို့ဆိုတာသူပျက်စီးခြင်းကြောင့်တတ္တဝါတွေဟာအပင်ငယ်မချဘူးတဲ့ဒါအပင်ငယ်ချလောက်အောင်သူရဲ့ဆုံးရှုံးမှုနဲ့နာမှုကအပင်ငယ်ကိုပို့လောက်အောင်မဖြစ်ဘူးပေါ့ဟောဒီသီလဆုံးရှုံးသွားပြီအယူဝါဒဆုံးရှုံးသွားပြီဆိုလို့ရှိရင်တော့ဒါအပင်ငယ်ရောက်သွားမှာသူကပို့ပြီးတော့နစ်နာဒီလိုပြောတာနော်အခုနိယတမိစ္ဆာဒိဋ္ဌိဆိုတာဒါဒိဋ္ဌိပြဒနာပဲလေဟောခုအရင်ပြောတဲ့ကကြကြီး၃ပါးတဲ့ပို့ပြီးတော့ကြောက်เสียကောင်းတယ်ကကြကြီး၃ပါးတဲ့ပို့ကြောက်เสียကောင်းတယ်ဒိဋ္ဌိပြဒနာနဲ့ကျုံတွေ့ပြီဆိုလို့ရှိရင်တော့ဒီနိယတမိစ္ဆာဒိဋ္ဌိလို့ဆိုရယ်အကျိုးပေးဖို့ရလဲမြဲတယ်သို့မဟုတ်မိမိရဲ့ယင်နဲ့နှလုံးထဲမှာလဲဆွဲမြဲသွားတဲ့မိစ္ဆာဒိဋ္ဌိအတိပ္ပယ်နှမျိုးယူလို့ရတယ်မှားယွင်းတဲ့အမြင်တစ်ခုဟာမကောင်းကျိုးပေးဖို့တေချာပေါ့ဒါတစ်ခုသို့မဟုတ်မိမိရဲ့တဏ္ဍာမှာဆွဲမြဲသွားတာအဲ့ဒီနိယတမိစ္ဆာဒိဋ္ဌိရှိပြီဆိုတဲ့ပုဂ္ဂိုလ်တရားမှာကောင်းရသူတိရောက်ဖို့အမှန်တမ်းခဲရင်သွားပြီလို့ဒါကြောင့်မို့နိယတမိစ္ဆာဒိဋ္ဌိဟာအမှန်တမ်းကြောက်เสียကောင်းတဲ့အန္တရာယ်ကြီးတစ်ခုပါလို့ဒီလိုဟောတာပေါ့နော်အဲ့တော့နိယတမိစ္ဆာဒိဋ္ဌိလို့ခေါ်တဲ့မှားယွင်းတဲ့အမြင်ဟာဘယ်ဟာတွေကိုပြောတာလဲအယူဝါဒတွေဟာအများကြီးရှိတယ်ဇမဆလတ်တုံးမှာဆိုရင်မိစ္ဆာဒိဋ္ဌိ62မျိုးဆိုပြီးတော့ခွဲခြားဟောထားတာရှိတယ်တမန်အဖြစ်ပြောမယ်ဆိုလို့ရှိရင်လူအသိများနေတဲ့တက္ကာယဒိဋ္ဌိတို့ဒါလည်းမှားယွင်းတဲ့အမြင်တစ်ခုပဲသို့တော့တက္ကာယဒိဋ္ဌိဟာပရိယုဋ္ဌာဏလို့ခေါ်တဲ့ထကြွတောင်းကြမှုမဖြစ်ဘဲနဲ့အနုတ္တယအနေနဲ့ရှိနေုံနဲ့တက္ကာယဒိဋ္ဌိကနတ်ပြည်ကိုမတားနိုင်ဘူးမက်ကိုသာတားတာနတ်ပြည်ကိုမတားဘူးလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့တက္ကာယဒိဋ္ဌိကဒီအခုလို့နိယတမိစ္ဆာဒိဋ္ဌိထဲမှာမပါဘူးအဲ့တော့နိယတမိစ္ဆာဒိဋ္ဌိဆိုတာဘယ်ဟာကိုပြောရတော့လို့ဆိုရင်ဘုန်းကြီးတို့တွေမိစ္ဆာဒိဋ္ဌိလို့ဆိုလိုက်တာနဲ့တူတူပဲလို့မအောင်မေးကြလေနဲ့ဒုစရိုက်10ပါးထဲမှာမနောဒုစရိုက်ဆိုတာရှိတယ်အဘိဇ္ဇာဗျာပါဒမိစ္ဆာဒိဋ္ဌိအဲ့ဒီဒုစရိုက်10ပါးထဲမှာပါတဲ့မိစ္ဆာဒိဋ္ဌိကခုနပြောတဲ့တက္ကာယဒိဋ္ဌိကိုပြောတာမဟုတ်ဘူးအခုပြောတဲ့နိယတဒိဋ္ဌိတွေကပါတဲ့ဒိဋ္ဌိမျိုးပြောတာနော်နိယတမိစ္ဆာဒိဋ္ဌိတွေဟာပြောတယ်အဲ့ဒါလဲနိယတအာနိယတရှိနိုင်သေးတာပေါ့
အဲ့တော့ဒီဟာကနိယတဖြစ်သွားပြီးတော့အကျိုးပေးဖို့မြဲသွားလောက်အောင်မှားရတဲ့သဘောရှိတဲ့အပြင်တေတိချမ်းမဲ့မှာဧကန္ဒိဋ္ဌအကျိုးပေးမဲ့နိယတမိစ္ဆာဒိဋ္ဌိဒါပုဂ္ဂိုလ်ရဲ့ခံယူချက်နဲ့သက်ဆိုင်ပုဂ္ဂိုလ်ကဒါကိုလုံးလုံးဝလျာဒီအမြင်ကိုလုံးလုံးကြီးလက်ခံလိုက်ပြီဆိုရင်သူ့ဖို့မှာဒါနိယတမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်ကောင်းပြီအဲ့တော့နိယတမိစ္ဆာဒိဋ္ဌိဆိုတာဘယ်မိစ္ဆာဒိဋ္ဌိကိုပြောတာလဲလို့ဆိုတော့ခုနကမနောထုစရိုက်ထဲပါတယ်မိစ္ဆာဒိဋ္ဌိအဲ့ဒီမိစ္ဆာဒိဋ္ဌိကိုဒီနေရာမှာမနောထုစရိုက်ထဲမှာပါတဲ့မိစ္ဆာဒိဋ္ဌိကိုနတ္ထိကဒိဋ္ဌိလို့စာပေကျမ်းဂန်ထဲမှာဒီလိုပြောတယ်သို့တော်နိယတမိစ္ဆာဒိဋ္ဌိကြတော့၃မျိုးခွဲပြီးတော့ပြထားတယ်နတ္ထိကဒိဋ္ဌိနဲ့အလားတန်တူတဲ့ဒိဋ္ဌိ၃မျိုးရှိတယ်ပေါ့အဲ့ဒီ၃မျိုးကနံပါတ်၁ကဘာလို့ဆိုအကိရိယဒိဋ္ဌိအကိရိယဒိဋ္ဌိဆိုတာအကျဉ်းမှတ်ထားဖို့ရကတော့ဘာလဲလို့ဆိုရင်ကုသိုလ်ဆိုတာမရှိဘူးဒါကြောင့်မို့လှုပ်လို့မဖြစ်ဘူးလှုပ်လဲအလကားပဲကုသိုလ်မရှိဘူးလူတွေကထင်နေတာအကုသိုလ်ဆိုတာလည်းမရှိဘူးမရှိသည့်အတွက်ကြောင့်အကုသိုလ်ဆိုတာလှုပ်လို့ကိုမဖြစ်တဲ့အရာအဲ့တော့ကုသိုလ်ရဲ့အကျိုးကုသိုလ်ဆိုတာလှုပ်လို့ဖြစ်တဲ့အရာမဟုတ်ဘူးအကုသိုလ်ဆိုတာလှုပ်လို့ရတဲ့အရာမဟုတ်ဘူးအလှုပ်မဖြစ်ဘူးလို့ပြောတဲ့အကိရိယသူပြောချင်တာဟာအဲ့ဒီအကိရိယဒိဋ္ဌိဆိုတာနော်တချို့နေရာမှာအကိရိယဆိုတာမလုပ်ကောင်းမှုပြောတာလည်းပဲအကိရိယဒါကြတော့ဒီ view on non action လို့တာမန်ပြန်ကြပေမဲ့လို့ non action လို့တာမန်ပြန်တဲ့အဓိပ္ပာယ်ကတော့စကားလုံးဟာမှန်ကန်တဲ့အဓိပ္ပာယ်ကိုမရောက်ဘူးပေါ့ဆိုလိုတာကလှုပ်လို့မရဘူးလူကသာလှုပ်လို့ရတယ်လို့ထင်တာလူတွေကကုသိုလ်လုပ်လို့ရတယ်အကုသိုလ်လုပ်လို့ရတယ်ကုသိုလ်အကုသိုလ်ရှိတယ်လို့ယူဆသည့်အတွက်ကြောင့်ကုသိုလ်လုပ်တယ်အကုသိုလ်လုပ်တယ်လို့ယူဆကြတယ်တဲ့သို့တော့ကုသိုလ်အကုသိုလ်ဆိုတာမရှိဘူးမရှိသည့်အတွက်ကြောင့်လုပ်လို့မရတဲ့အရာတွေလို့သူတို့ဆိုလိုတာသူကအဲ့တော့သဘောကဘာတော့ဆိုအကရိယကကံကိုညင်းပယ်တဲ့ဝါဒလို့ဒီလိုပြောဒါကြောင့်မို့လို့စာပေကျမ်းကမှာသူကရှင်းရှင်းပြောထားတာတော့ဘာတော့ဆိုရင်အကရိယဒိဋ္ဌိကမ္မံပฏิဘာတိတဲ့အကရိယဒိဋ္ဌိကကံကိုတားမြစ်တယ်အဲ့တော့လောကမှာကုသိုလ်ကံအကုသိုလ်ကံရှိတယ်ဆိုတာလက်မခံဘူးသူကကုသိုလ်ကံအကုသိုလ်ကံကိုညှင်းပယ်တယ်ကံကိုညှင်းပယ်တဲ့အမြင်တစ်ခုဟာအကရိယဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီညှင်းပယ်မှုဟာသူကစိတ်နှလုံးဒုံဒုံချပြီးတော့ဒါသာအမှန်လို့စိတ်ထဲမှာဆုံးဖြတ်လိုက်တာနဲ့တပြိုင်နက်နိယတမိစ္ဆာဒိဋ္ဌိဖြစ်သွားရောအဲ့ဒီနိယတမိစ္ဆာဒိဋ္ဌိလက်ခံထားလိုက်တဲ့ပုဂ္ဂိုလ်ဟာတေတိဤချမ်းမဲ့၌နတ်ပြည်ဆိုတာဝေးနော်နိဗ္ဗာန်ဆိုတာဝေးနတ်ပြည်တောင်မရောက်ဘူးတဲ့အပင်ငရဲပဲသွားမယ်လို့မြတ်စွာဘုရားသခင်ကိုရမြတ်ကလောကမှာအပြစ်တွေအများကြီးရှိတဲ့ထဲမှာတဲ့အပြစ်အကြီးဆုံးတရားဟာဘာလဲလို့ဆိုလို့ရှိရင်မိစ္ဆာဒိဋ္ဌိပဲအပြစ်အလုံးကိုဖိတ်ခေါ်ပြီးတရဖူဆောင်းထားတာဖြစ်သောကြောင့်မိစ္ဆာဒိဋ္ဌိကအဆိုးဆုံးလို့ဒီလိုဟောတယ်မြတ်စွာဘုရားကနော်အပြစ်လို့ပြောတဲ့တရားတွေထဲမှာမိစ္ဆာဒိဋ္ဌိဟာထိတ်တန်းရှိတယ်ပေါ့ဒါကြောင့်မလို့အကရိယဒိဋ္ဌိကုသိုလ်ကံအကုသိုလ်ကံဆိုတာလုံးလို့မရဘူးလို့ကံကိုညှင်းပယ်တဲ့အမြင်တစ်ခုဟာဒါနိယတမိစ္ဆာဒိဋ္ဌိတစ်ခုဖြစ်တယ်ပေါ့နောက်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်နတ္ထိကဒိဋ္ဌိနတ္ထိကဆိုတာမရှိဘူးလို့ယူဆတဲ့ဒိဋ္ဌိအမြင်မရှိဘူးလို့သူပြောတာ10ချက်ရှိတယ်ပေါ့အဲ့ဒီ10ချက်နဲ့ပတ်သက်ပြီးတော့ညင်းကွယ်တဲ့အယူဆအယူဝါဒဟာသူကဘာကိုညင်းတာတုံးဆိုကံရဲ့အကျိုးတရားကိုမရှိဘူးလို့ညင်းတာအကရိယဒိဋ္ဌိကကံကိုညင်းပယ်တယ်နတ္ထိကဒိဋ္ဌိကကံရဲ့အကျိုးတရားကိုညင်းပယ်တယ်ဒါမို့အကရိယနတ္ထိကဒိဋ္ဌိဝိပါကံပฏิဘာဟတိ
နတ္ထိကဒိဋ္ဌိသည်ကံရဲ့အကျိုးတရားကိုတားမြစ်တယ်ကံရဲ့အကျိုးတရားကိုလက်မခံဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးမကောင်းတာလုပ်လဲမကောင်းကျိုးမရဘူးဟုတ်လားကံရဲ့အကျိုးကိုလုံးဝလက်မခံအဲ့တော့ကံနဲ့ကံရဲ့အကျိုးကိုဒီလိုညင်းပယ်တဲ့မိစ္ဆာဝါဒဒီနှစ်ခုဟာအကရိယဒိဋ္ဌိနဲ့နတ္ထိကဒိဋ္ဌိပဲတဲ့အဲ့ဒီအကရိယနဲ့ဒိဋ္ဌိအကရိယဒိဋ္ဌိနဲ့နတ္ထိကဒိဋ္ဌိကိုလက်ခံထားတဲ့ပုဂ္ဂိုလ်တယောက်ဆွဲဆွဲမြဲမြဲစိတ်ထဲမှာနှလုံးတုံးတုံးချပြီးတော့ယုံကြည်ဆုံးဖြတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာနိယတမိစ္ဆာဒိဋ္ဌိကနိယတမိစ္ဆာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်နောက်တစ်ခုကဘာလို့ဆိုရင်အဟေတုကဒိဋ္ဌိအဟေတုကဆိုတာအကြောင်းတရားမှန်သမျှကိုညှင်းပယ်အကြောင်းတရားကိုညှင်းပယ်တယ်ဆိုတဲ့နေရာမှာသူကကံကိုလည်းညှင်းပယ်တယ်ကံရဲ့အကျိုးတရားကိုလည်းညှင်းပယ်တယ်နှစ်ခုစလုံးကိုညှင်းပယ်တယ်လို့ပြောတယ်အဟိတုကဆိုတာအကြောင်းမရှိဘူးလို့အကြောင်းကိုညှင်းပယ်တဲ့ဝါဒအဲ့ဒီဝါဒဒီအယူအဆ၃မျိုးစလုံးဟာနိယတမိစ္ဆာဒိဋ္ဌိတွေကြီးပဲအမှန်တမ်းဆိုးဝါးပြီးတော့အပြစ်ကြီးလာတဲ့ဒိဋ္ဌိပြဒနာထဲမှာထည့်သွင်းရတဲ့မိစ္ဆာဒိဋ္ဌိတွေပဲအမှန်တမ်းအန္တရာယ်မိမိရဲ့ဘဝရဲ့တိုးတက်လမ်းကြောင်းကိုအန္တရာယ်ပြုနိုင်တဲ့အယူအဆတွေလို့မြတ်စွာဘုရားကဒီလိုဟောတယ်အဲ့ဒီ၃မျိုးတည်းကတခုလက်ခံလိုက်တာနဲ့တပြိုင်နက်နိယတမိစ္ဆာဒိဋ္ဌိဖြစ်တာပဲဘယ်ဟာပဲလက်ခံနော်အဲ့ဒီတည်းမဲ့အကျိုးတရားကိုညှင်းပယ်တဲ့နတ္ထိကဒိဋ္ဌိဆိုတာဒီကနေ့ခေတ်မှာပြောလို့ရှိရင် materialism လို့ပြောတယ်ရုပ်ဝါဒသမားတွေကံရဲ့ရုပ်ကိုလက်မခံသိရင်ဘာမှမဖြစ်ဘူးလို့ဥစ္စေတဝါဒအဲ့ဒါလို့အကရိယဒိဋ္ဌိနတ္ထိကဒိဋ္ဌိအဟေတုကဒိဋ္ဌိတဲ့ဒီဒိဋ္ဌိ၃မျိုးကိုနိယတမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီ၃မျိုးကိုလက်ခံထားတဲ့ပုဂ္ဂိုလ်တယောက်ကိုနိယတမိစ္ဆာဒိဋ္ဌိကလေးတစ်လုံးပို့ပြီးတော့ခေါ်တယ်မိစ္ဆာအယူရှိသူလို့အဓိပ္ပာယ်ရတယ်ဒိဋ္ဌိဆိုတာသူ့ရဲ့အမြင်ဒိဋ္ဌိကဆိုတာအမြင်ရှိသူအဲ့ဒီအမြင်ရှိသူဟာဘဝကနေလွတ်မြောက်ဖို့ဆိုတာအမတန်မှဝေးတယ်တဲ့ရေပုံရေနဘဝတော်ဝဋ္ဌာဏနတ္ထိတဏှာဝကလွတ်ဖို့ဆိုတာရေပုံရအားဖြင့်သူ့မှာမရှိဘူးကဲဒါဖြင့်နိယတမိစ္ဆာဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့မေးစရာလေးတော့တစ်ခုရှိတယ်ဒီဘဝမှာဒီဝါဒကိုလက်ခံပြီးတော့ကျင့်နဲ့နှိမ့်ချိုက်စွာဒီဝါဒကိုလက်ခံထားတဲ့ပုဂ္ဂိုလ်ဟာနိယတဖြစ်တာဆိုတာဘဝတိုင်းနိယတဖြစ်တာလားလို့ဆိုတော့ဘဝတိုင်းနိယတဖြစ်တာတော့မဟုတ်ဘူးအခုဒီဘဝလက်ခံလိုက်လို့ရှိရင်နောက်ဘဝမှာသူကငရဲကြဖို့သိကြတာဒါပြောတာနော်အဲ့တော့နောက်ဘဝတွေရောသူဟာဒီဝါဒကိုဆက်ပြီးလက်ခံလားလို့ဆိုတော့ရေပုံရအပြင်ခြုံငုံပြောမယ်ဆိုလို့ရှိရင်အာသေဝနပစ္စည်းဆိုတာရှိတယ်လူတွေမှာအလေးချင်းရလာလို့ရှိရင်ဒီအလေးချင်းဟာဆွဲမြဲသွားတတ်တယ်ဆွဲသွားတတ်တယ်ပေါ့နော်ဒီတရားမပြောနဲ့ကွန်စားတဲ့လူတောင်ကွန်ဆွဲတာပဲဆေးလေးတောက်ရင်လည်းဆေးလေးဆွဲသွားတာပဲအရက်တောက်ရင်လည်းအရက်ဆွဲသွားတာပဲဒီအမြင်တစ်ခုဟာလည်းပဲဆွဲမြဲသွားတတ်တယ်တဲ့ဒီယူဝါဒကိုမစွန့်သမျှကာလပတ်လုံးအဲ့ဒီပုဂ္ဂိုလ်ဟာတဏှာဝကလွတ်ဖို့ဆိုတာမရှိနိုင်ဘူးလို့ဒီလိုဆိုလိုတာဒီလိုဆိုလို့ဒါကြောင့်မလို့ထက္ကရာဆရာကြီးကတတိပေးတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုတဲ့အစိတ်ပြင်းထန်တဲ့မွေဟောက်လို့ပဲတတိထားကြရတဲ့ရှောင်ညလို့ဆိုလို့ဘာဖြစ်လို့တော့ဆိုရင်တော့ကြသူ့ရဲ့ဟောပြောမှုသွားနားယောင်ပြီးလို့ရှိရင်ကိုလည်းဒီမိစ္ဆာယူသွားတာဖြစ်သွားတတ်တယ်တခါတရံကြတော့မမှန်မကန်ပြောတာတွေကတော်တော်ကြောက်စရာကောင်းတယ်ဟုတ်တယ်ရောင်ထင်ပြီးတော့
ကိုယ့်အကြိုက်ကလေးနဲ့တွေ့တဲ့အခါကျတော့လူကလက်ခံမိတတ်တယ်ပေါ့နော်လက်ခံမိလို့လမ်းကြောင်းမှားသွားပြီဆိုလို့ရှိရင်ဒီယူဝါဒတွေဟာအာဒါလက်ကာဟိဆွဆွမြဲမြဲဆုပ်ကင်ထားတတ်တယ်ဒုပ္ပတိနေတ္တခိလွတ်ဖို့ခက်သွားတယ်ဒါတဘာဝကိုကလူတယောက်ဟာအမြင်တစ်ခုကိုဆွန့်လွတ်ဖို့ဆိုတာသိခဲရင်သိခဲရင်လွယ်တယ်လို့မအောင်မေ့လေနဲ့ကိုယ့်ရဲ့အမြင်တစ်ခုကိုပြောင်းဖို့ဆိုတာသိခဲရင်ဒါကြောင့်မို့အာဒါနက္ခဟိဒုပ္ပတိနေတ္တခိဒီမိစ္ဆဝါဒတွေဟာဆွဆွမြဲမြဲလေးရှင်တဲ့နှလုံးထဲမှာမှတ်ယူတတ်တယ်မှတ်ယူရုံမကဘူးဆွန့်လွတ်ဖို့ကြတော့လေအမှန်တမ်းခက်တယ်တဲ့ဖျားဆူဆူကနေပြီးတော့တရားဟောတောင်မှမစွန့်လွတ်နိုင်တဲ့အယူဝါဒရှိအခုလိုမိစ္ဆာဒိဋ္ဌိကြီးတွေမပြောနဲ့တာတိယဟန်ရဲ့တက္ကရာဒိဋ္ဌိမိစ္ဆာအယူဆွဲဘလောက်ပြင်းလဲမြတ်စွာဘုရားဟောတာတောင်မရဘူးလေအရိဋ္ဌယဟန်ရဲ့မိစ္ဆာအယူဆွဲလဲမြတ်စွာဘုရားဟောလို့မရဘူးလေဘုရားလက်ထက်ကမြတ်စွာဘုရားကိုယ်တိုင်ဟောကြားခြေချွတ်ပေမဲ့လို့သူတို့အယူကိုဆွန့်လွတ်သွားတယ်လို့မလုပ်ကြဘူးမဆွန့်လွတ်ကြဘူးအဲ့တော့အယူဝါဒဆိုတာအမှန်တမ်းပြင်းထန်ဒါကြောင့်မလို့အထက်ကရာဆရာကြီးတွေတတိပေးတာလည်းပဲဒါတတိထားဖို့တတ္တမအကလျာဏစနံအာတိဝိတမိဝရကံဒီလိုမှားရတဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်တယောက်ကိုစိတ်ပြင်းတဲ့မွေပွေးမွေဟောက်ကိုရှောင်တယ်လို့ပဲအဝေးကနေရှောင်ဖို့ကောင်းတယ်တဲ့သူစကားသွားနားမထောင်မိစေနဲ့လို့ဆိုလို့ဘာလို့လဲဆိုတော့မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ရအတွက်ကအကြောင်းတစ်ခုရှိတာအကြောင်းတစ်ခုကဘာလဲလို့ဆိုရင်ပရတောခောတအဲ့ဒီသူ့ရဲ့ဟောပြောမှုမိစ္ဆာဝါဒတရားမမမကန်ဟောပြောမှုကလူတွေကိုဖန်ဆားပေးနေအတိညာနေတဲ့ပုဂ္ဂိုလ်ကိုတိမ့်သွင်းသွားနိုင်အဲ့တော့မြန်မာပြည်မှာလည်းဒါတွေကအခုရှိနေတာပဲနော်တိမ်မရိမ်မတွေအများကြီးရှိတယ်မြန်မာပြည်မှာလည်းပဲတတိထားစရာအမတမကောင်းတယ်ဘယ်ရာကိုမှဆွဆွမြဲမြဲမမှတ်သားပဲနဲ့မြတ်စွာဘုရားဟောကြားထားတဲ့ဒီကာလမသုတ်တန်ရဲ့ကျင့်စဉ်ကိုလိုက်နာဖို့အမတမလိုအပ်တယ်ကာလမသုတ်တန်ရဲ့ကျင့်စဉ်ဆိုတာအစင်လာစကားဆိုပြီးတော့လဲလမ်းဆုံးမထားနဲ့ကိုယ့်အညာနဲ့ကိုဝေဖန်ချိအောင်ချောင်းကျိုးစီလျော်တယ်ဆိုပြီးတော့လဲလမ်းဆုံးမထားနဲ့စားရဲပါတယ်ဆိုပြီးတော့လဲလမ်းဆုံးမထားနဲ့ကိုယ်ပိုင်ညာနဲ့ဆင်ញင်သုံးသပ်အောင်လို့ဆိုတာမြတ်စွာဘုရားအမြဲတမ်းတတိပေးတယ်လက်တွေ့ကြတာကိုမှယုံဖို့လောကလူသားတွေကလက်တွေ့ကြတာကိုကြော်လွှားပြီးတော့လက်တွေ့မကြတာကိုယုံတာတွေကအမှန်တမ်းများတယ်လေလက်တွေ့မကြတာကိုယုံတာကြည့်လေကဘာမှာကြည့်လိုက်မယ်ဆိုရင်လူကြီးတန်ပေါင်း6000ကျော်9000ရှိတဲ့လူတွေထဲမှာဖျားဖတ်သခင်ဖန်ဆင်းလို့လူဖြစ်တာလို့ယုံတဲ့လူကဘလောက်များလဲနေမကြည့်ပဲလေဒီပြင်ဘက်မှာတော့သူတို့စူးစမ်းတတ်တဲ့သိပ္ပံပညာရှင်တွေဖြစ်ခြင်းဖြစ်မယ်ဒီဘက်မှာတော့အမတမယုံလွယ်တဲ့ပုံကိုယ်တွေလို့ဒီလိုပြောလက်တွေ့မကြတဲ့ကိစ္စတွေကိုယုံတာတွေကအမတမလောကကြီးမှာများတယ်ပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောတဲ့တရားတွေကအမတမလက်တွေ့ကြလက်တွေ့ကြအရှိကိုကြော်ပြီးတော့သို့မဟုတ်အဝေးကိုကြော်ကြည့်ဖို့မလိုဘူးမြတ်စွာဘုရားတရားတွေဒါမို့ဘုရားဟောတဲ့တရားတွေကြည့်လိုက်လေသွားခါတမြတ်စွာဘုရားဟောထားတဲ့တရားဟာတကယ်ဂရန်တီပေးလိုက်တာပဲမှန်မှန်ကန်ကန်ဟောတာဖြစ်တယ်အလွဲအမှားမရှိစေရမြတ်စွာဘုရားဟောတဲ့တရားလွဲမှားတာမရှိဘူးလိုးနေတာမရှိဘူးပိုးနေတာမရှိဘူးမှန်မှန်ကန်ကန်ဟောထားတယ်မှန်တာတော့ဟုတ်တယ်ကိုယ်တိုင်သိခွင့်ရှိရလားလို့သိခွင့်မရှိဘူးဆိုတဲ့တရားဟာလည်းပဲသိပြီးတော့အသုံးကျမှာမဟုတ်ဘူးဟောမြတ်စွာဘုရားတရားကြတော့တန်ဒိဋ္ဌိကောကိုယ်တိုင်သိနိုင်တယ်အဲ့တော့ကိုယ်တိုင်သိနိုင်တယ်လို့ဆိုကြတဲ့ကအမှန်တမ်းရှင်းတတ်စရာကောင်းကိုယ်တိုင်သိတာဟာဘလောက်ထိအောင်အချိန်ဆိုင်ရမှာတော့ဆိုအကာလိကောခုလို့ခုသိတယ်ဟောမြတ်စွာဘုရားတရားတော့ဒီလိုဟာမျိုးနော်ဒါကြောင့်မို့လို့ကိုယ်တိုင်သိလို့မိတ်ဆွေသင်္ဃာတွေကိုပတ္တိကော
ကိုယ်တိုင်လာပြီးတော့ကြည်စမ်းပါလို့ဖိတ်ခေါ်ပြလို့ရတဲ့အရာမျိုးတဲ့တကယ်မရှိတဲ့ဟာဆိုဖိတ်ပြလို့ဘယ်ရမလဲထာဝရဘုရားသခင်ဖန်ဆင်းတယ်ဆိုတော့ဘယ်လိုဖိတ်ခေါ်ပြီးပြလို့ရအောင်ဘယ်ရမှာတော့ဩပနိကောကိုယ်စိတ်ထဲနှလုံးထဲရောက်ရင်ချက်ချင်းအကျိုးခံစားရတာမို့စိတ်ထဲနှလုံးထဲကိုအလင်းအမြန်ထားတဲ့တရားနောက်ဆုံးဘုရားတရားတော်ဆိုတာတမ္မာပုဂ္ဂိုလ်တွေတော့ခံစားနားလည်နိုင်မှာမဟုတ်ဘူးပစ္စတံဝိရိတဘောဝိညုဟိသိပညာရှိမှခံစားနားလည်နိုင်တယ်လူဘိန်းတွေကတော့အများပြောလို့ရှိရင်ယုံလိုက်တယ်ဟုတ်တယ်မဟုတ်တယ်လက်တွေ့ကြတယ်မကြဘူးဘာတစ်ခုမှစဉ်းစားမှာမဟုတ်ဘူးမြတ်စွာဘုရားတရားကြတော့အဲ့လိုမဟုတ်ဘူးတဲ့လက်တွေ့ကြကြစဉ်းစားတတ်တဲ့ပုဂ္ဂိုလ်ကမှလက်ခံတာအမှန်တမ်းခြေနှက်စရာကောင်းတာဟောဒါကြောင့်မို့လို့မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ရအတွက်ကပရတောခောတမမမကန်ဟောပြောမှုတွေကိုတွားပြီးတော့နားထောင်မိမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နှလုံးသားကလည်းယောနိသောမနတိကာရဆိုတာမရှိဘူးအာယောနိသောမနတိကာရ unwise attention နော်အသိဉာဏ်မပါဘဲနဲ့နှလုံးသွင်းမိတယ်သို့မဟုတ် improper attention ပေါ့မသိမတော်မသိမလျော်နှလုံးသွင်းမိပြီဆိုလို့ရှိရင်လက်ခံသွားရောလက်ခံသွားတဲ့အခါမှာဒါမိစ္ဆာဒိဋ္ဌိဖြစ်သွားတာဒီလိုဆိုလိုတာပေါ့မြန်မာနိုင်ငံမှာလည်းပဲတရားနဲ့ပတ်သက်ပြီးတော့တိမ်မာရိမ်မာလေးတွေဆိုလိုတာက interpretation ပေါ့မြတ်စွာဘုရားတရားတော်တွေကိုကိုကြိုက်တယ်လို့ဘာသာပြန်ပြီးတော့ကိုကြိုက်တယ်လို့အဓိပ္ပာယ်ဖြန့်ဆိုတာတွေဟာအမြဲတမ်းအန္တရာယ်များတယ်အမြဲတမ်းအန္တရာယ်များတယ်ဒါမျိုးတွေမရှိဘူးမဟုတ်ရှိအများကြီးဖြစ်တယ်ကိုကြိုက်တယ်လို့ဘာသာပြန်လို့မရဘူးမြတ်စွာဘုရားတရားတော်အားလုံးဟာသူ့ဟာနဲ့သူတတ်တတ်မှတ်မှတ်အကုန်လုံးရှိပြီးသားတွေရှိတယ်စကလုံးတွေအဓိပ္ပာယ်ကိုဖွင့်ဆိုထားတဲ့ကျမ်းကအဘိဓမ္မာ9ကျမ်းထဲမှာဝိဘင်းကျမ်းဆိုတာရှိတယ်ရှင်းပြထားတယ်ဓမ္မသင်္ကနီတို့ဆိုတာလည်းပဲသဘာဝတရားတွေကိုဖွင့်ဆိုရှင်းလင်းထားတာပဲဝိဘင်းကျမ်းဆိုတာလည်းဖွင့်ဆိုရှင်းလင်းထားတာပဲထို့သုတ်တန်တွေမှာလည်းပဲမြတ်စွာဘုရားကိုယ်တိုင်အဓိပ္ပာယ်ဒီသုတ်မှာမဖွင့်ဆိုရင်နောက်တစ်သုတ်မှာဖွင့်ဆိုထားတယ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုစုံစုံညီညီစုံစုံပြည့်ပြည့်စုံစုံလေ့လာကြည့်မယ်ဆိုလို့ရှိရင်ဘုရားဟောလို့ရင်းရဲ့အဓိပ္ပာယ်ဟာအမတန်မှထင်ရှားလာတယ်ပေါ့အဲ့ဒါလို့မဟုတ်ဘူးကိုကြိုက်တယ်လို့ဘာသာပြန်လိုက်ပြီဆိုတဲ့အခါမှာအမတန်မှအန္တရာယ်များတယ်ဘုရားမဟောတာကိုဟောလို့တယ်ဒီဟောတာကြတော့မဟောဘူးလို့လို့ရင်ဒါမှားယွင်းတဲ့အယူဆတစ်ခုဖြစ်သွားအဲ့ဒီမှားယွင်းတဲ့အယူဆတစ်ခုကိုဆုပ်ကင်ထားလိုက်ပြီဆိုလို့ရှိရင်ဒါအမတန်မှအန္တရာယ်ကြီးတဲ့ကိစ္စတစ်ခုဖြစ်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့အလွန်တတိထားရတယ်မိမိကိုယ်တိုင်မဆုံးဖြတ်နိုင်သေးဘူးဆိုလို့ရှိရင်စာပေကျမ်းဂန်နဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့လေ့လာရမယ်ဆက်လက်ပြီးတော့အကြောင်းတရားကိုရှာဖွေရမယ်အဲ့ဒါလို့မရှာဖွေဘဲနဲ့မဆုံးဖြတ်သင့်ဘူးပေါ့နော်မဆုံးဖြတ်သင့်စာအုပ်တော်မှာရေးထားတယ်မြတ်စွာဘုရားပါဠိကိုကိုးကားပြီးရေးထားတာဆိုတော့စာပေကျမ်းကမနှံ့ဆက်တဲ့ပုဂ္ဂိုလ်ကတော့အဟုတ်လို့ထင်တာပေါ့ဥဒ္ဒိယဆိုတဲ့ပြပိုက်ကမြတ်စွာဘုရားကိုမေးတယ်အဋ္ဌိဘောဂောရမအတ္တအရှင်ဂေါရမအတ္တဆိုတာရှိပါသလားလို့မေးတယ်မြတ်စွာဘုရားကမဖြေဘူးတဲ့နတ္ထိဘောဂောရမအတ္တအရှင်ဂေါရမအတ္တဆိုတာမရှိဘူးလားဆိုတော့လေမြတ်စွာဘုရားကမဖြေဘူးတဲ့နော်အဲ့တော့မြတ်စွာဘုရားကအတ္တရှိတယ်မရှိဘူးလို့မပြောဘူးတဲ့နှုတ်ပိတ်ရင်ကုန်တာတဲ့ဒါကြောင့်မို့လို့အနတ္တလက္ခဏာတုတ်ဆိုတာဘုန်းကြီးတွေကနောက်မှတီထွင်ထားတဲ့တုတ်ပါမြတ်စွာဘုရားကအတ္တအနတ္တအတ္တရှိတယ်လည်းမဟောခဲ့ဘူးမရှိဘူးလို့လည်းမဟောခဲ့ဘူးဆိုအဲ့ဒီတုတ်ကိုထောက်တယ်နော်ဒီကလူကတော့ကြည့်လိုက်မယ်ဆိုအဟုတ်မှတ်เสียရှိတာပေါ့သို့တော့အဲ့ဒီမေခွန်းဟာ interpretation ဘာသာပြန်တာမှားနေတယ်ဘာသာပြန်တာမှားသွားတယ်ဘယ်လိုဘာသာပြန်မလဲဆိုအတ္တဟာထာဝရရှိတဲ့အရှိတရားလားလို့မေးတာဆိုလိုတာကအဋ္ဌိအတ္တဆိုတာအတ္တမြဲသလားလို့မေးတာရှိသလားလို့ပြောတာမဟုတ်ဘူးအဲ့တော့ဘာသာပြန်ကြတဲ့ကိုကရှိသလားလို့မေးလိုက်တာကိုမြတ်စွာဘုရားမဖြေဘူးလို့အဓိပ္ပာယ်ရတယ်ဒါက
ဒီဘာသာပြန်သူပုဂ္ဂိုလ်ရဲ့မမှန်မကန်မှုဟာမြတ်စွာဘုရားမဖြေတာဘာကြောင့်မဖြေတာတော့ဆိုတဲ့အတိတ်ပဲတစ်မျိုးပေါက်သွားစေတယ်ပေါ့ဒါကြောင့်မို့လို့ဒီစာရဲပါတယ်ဆိုရုံနဲ့ဘာသာပြန်တာမှန်မှန်ကိုကြည့်ဖို့လိုအပ်သေးတယ်ပေါ့အဋ္ဌိအတ္တဆိုတဲ့မေခွန်းဟာတတ္တတမေခွန်းလို့ဆိုတာကိုတိုက်ရိုက်ရှင်းထားတာရှိတယ်လေအတ္တသည်အစင်ထာဝရရှိနေသလားအဋ္ဌိဆိုတဲ့စကားလုံးကဒီနေရာတာမန်ရှိတာမဟုတ်ဘူးမင်းမှာပိုက်ဆံရှိသလားလို့မေးတဲ့ဒီအရှိမျိုးမဟုတ်ဘူးနော်ဒီအရှိမျိုးမေးတာမဟုတ်ဘူးအဋ္ဌိအတ္တဆိုတာဒါကphilosophy မေခွန်းခေါ်တယ်ပေါ့ထာဝရရှိနေတာလားဆိုတော့အတ္တသည်မြဲသလားလို့မေးတာနတ္ထိအတ္တကျတော့အတ္တသည်အမြဲမရှိဘူးလားဆိုတာထာဝရမရှိတဲ့အရာလားမမြဲတဲ့အရာလားဒီလိုမေးတာအဲ့ဒါဥစ္စေတဒိဋ္ဌိရဲ့မေခွန်းပဲအဲ့ဒါကြောင့်မြတ်စွာဘုရားမဖြေတာဘယ်လိုလုပ်ဖြေမလဲမြတ်စွာဘုရားကအတ္တကိုလက်ခံထားတာမှမဟုတ်တာအတ္တကိုရှိတယ်လို့မဟုတ်ဘူးလေခန္ဓာ၅ပါးပဲရှိတယ်လို့ခေါ်တာကြည့်ပေါ့ဘုန်းကြီးတို့တွေကိုယ့်ဘက်ကိုမေးခွန်းလေးတစ်ခုမေးချီတာငါမှာကားမရှိဘူးအဲ့ဒီမရှိတဲ့ကားဟာဂျပန်ဖြစ်လားတရုတ်ဖြစ်လားလို့မေးရင်ဘယ်လိုလုပ်ဖြစ်ဒီမေးခွန်းကိုဖြေကြည့်ပါလားကိုယ့်အကိုမရှိတဲ့ကားဟာဂျပန်ဖြစ်လားတရုတ်ဖြစ်လားဘယ်လိုလုပ်ဖြစ်နော်အဲ့တော့သားသမီးမထွန်းကားတဲ့အမျိုးသမီးတယောက်မှာသားမရှိဘူးအဲ့ဒီသူ့မရှိတဲ့သားဟာအယတ်ထွားသလားအယတ်ပုသလားလို့မေးတဲ့မေးခွန်းမျိုးပဲဘယ်လိုလုပ်ဖြစ်မလဲအဲ့တော့မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကဒီအတ္တဆိုတာလက်ခံမထားသည့်အတွက်ကြောင့်အဋ္ဌိလို့ဖြေလို့လည်းမရဘူးနတ္ထိလို့လည်းဖြေလို့မရဘူးဒါကြောင့်မြတ်စွာဘုရားကမဖြေတာဖြေလိုက်ရင်တစ်ခုတည်းရောက်သွားမှာပေါ့တစ်ဖက်ဖက်ရောက်သွားမှာပေါ့ဖြေမဖြစ်တဲ့မေခွန်းဆိုတာရှိသေးတယ်လေခုနလိုမေခွန်းမေးကြည့်မင်းကားရှိလားမရှိဘူးမင်းမရှိတဲ့ကားဟာဂျပန်ဖြစ်လားတရုတ်ဖြစ်လားလို့မေးဘယ်လိုလုပ်ဖြေလို့မှမရတာလေအဲ့ဒါမျိုးထပနိယဗျာကရဏဖြေစရာမလိုတဲ့မေခွန်းဆိုတာရှိသေးတာဟုတ်အေးမိစ္ဆာအယူဝါဒဆိုတာဟာပုခ္ခတိကာလေးဒီလွဲမှားနေတာမျိုးတွေဘာသာပြန်တာဟန်မကြလို့လွဲမှားသွားတာမျိုးတွေလည်းရှိတတ်တယ်တချို့ကျတော့မတိကျိုးကျွံပြုတ်ပြီးတော့ရေးတာမျိုးလည်းရှိသေးတယ်မတိကျိုးကျွံပြုတ်တယ်ဆိုတာ तू ကိုးကျင်တဲ့ပါဠိကိုကိုးတယ်ဖြတ်ယူတယ် तू ပြန်ကျင်တဲ့အဓိပ္ပာယ်ပြန်တယ်အဲ့လိုမျိုးတွေလည်းပဲအလွန်တတိထားရတယ်ပေါ့ငယ်ငယ်တုန်းကစာအုပ်တို့ဖတ်ဖူးတယ်အဲ့စာအုပ်ထဲမှာဗာရေးထားတော့မြတ်စွာဘုရားကနတ်တွေမြမာတွေရှိတယ်လို့မဟောဘူးတဲ့နတ်မြမာရှိတယ်ဆိုတာဘုရားကလက်မခံဘူးတဲ့ဘာကိုးပြတော့ဆိုတေဝိသတုတ်ကစကားတစ်ခုကိုကိုးလိုက်မြတ်စွာဘုရားကအဲ့ဒီတေဝိသတုတ်ထဲမှာပါတဲ့ပုံနာလူလင်ဝါတိဋ္ဌတို့ဘာရဒွါစာတို့မေခွန်းထုတ်တယ်မင်းတို့မြမာမြင်ဘူးကြသလားဆိုမမြင်ဘူးဒါဖြင့်မင်းတို့ဆရာတွေရောမြင်ဘူးကြမမြင်ဘူးမင်းတို့ဆရာတွေရောမြင်ဘူးတယ်လို့ကြားဘူးလားမကြားဘူးဒါဖြင့်မင်းတို့ရဲ့ဗေဒကျမ်းတွေကိုရေးသားခဲ့တဲ့မင်းတို့ရဲ့ဘိုးအေဖြစ်တဲ့ယသိကြီးတွေရောမြမာကိုမြင်တယ်လို့ပြန်ကြားဘူးလားမမြင်ဘူးတဲ့ဘယ်သူကမြင်ဘူးတယ်လို့သူတို့မှတ်တမ်းမရှိဘူးပေါ့အဲ့တော့မြတ်စွာဘုရားပြောတာမင်းတို့က blind lead to blind ပဲရှေ့ကသွားတဲ့လူကလည်းအကန်းပဲနောက်ကလူကလည်းအကန်းပဲအကန်းကိုအကန်းကနေဥဆောင်နေတာဖြစ်မှာပေါ့တဲ့မင်းတို့မမြင်ဘူးပဲနဲ့မြမာကိုပြောနေကြတယ်ဆိုရင်အဲ့ဒီစကားလေးကိုဖြတ်ယူပြီးတော့ကြည့်မြတ်စွာဘုရားကမြမာမရှိဘူးလို့ပြောတာတဲ့ဒီလိုရေးထားတယ်အဲ့ဒီစာပိုက်ရဲ့နောက်ကစာပိုက်ကိုတော့သူကမြုပ်ထားတယ်စာဖတ်တဲ့လူတွေကဘယ်လိုလုပ်ရှာတွေ့မပါတော့ဘူးအဲ့ဒီတုတ်တုတ်လုံးကိုသွားဖတ်ကြည့်လိုက်လို့ရှိရင်အဲ့ဒီတေဝိသတုတ်သူပြောသွားတဲ့စာပိုက်ရဲ့နောက်စာပိုက်ကိုဖတ်ကြည့်လိုက်လို့ရှိရင်ငါဟာမြမာကိုလည်းမြင်ဘူးတဲ့မြမပြည်ရောက်ချောင်းတရားကိုလည်းငါဟောနိုင်တယ်သူတို့ဟာဘာကြောင့်မြမပြည်ကိုရောက်သွားကြတယ်ဆိုတာကိုလည်းငါသိတယ်လို့ဟောတာအဲ့ဒါကြတော့ဖြုတ်ထားတယ်အဲ့ဒါလို့စာပေကိုးကားတဲ့အခါမှာလေပါဠိတော်လို့ဒီလိုကိုးလိုက်တာလေးနဲ့လည်းသွားပြီးတော့အထင်မကြီးလေနဲ့အတိပ္ပယ်ပြန်ဆိုတာလည်းမှားတယ်မလိုအပ်တာတွေကိုဖယ်ပြီးတော့သူလိုချင်တာလေးဆွဲပြီးတော့တွေးတာတွေလည်းရှိတယ်အဲ့ဒါတွေကအလွန်အန္တရာယ်များတဲ့ဟာတွေပဲ
အလွန်အန္တရာယ်များတယ်ဒါကြောင့်မို့လို့မူရင်းကြကြသိအောင်ဘုန်းကြီးတို့တွေကလေ့လာကြရအောင်မူရင်းစာပေတွေရတယ်မူရင်းစာပေတွေမှာလေ့လာတဲ့အခါမှာတောင်မှပဲမစုံသေးလို့ရှိရင်ခိတ္တခဏအနေနဲ့အစမ်းသဘောပဲမှတ်ထားတဲ့ဆွဲဆွဲမြဲမြဲလက်ခံထားတာမဖြစ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကကာလမတုတ်တံမှာဆိုမာပိတကတံပဒါနေနဆိုတဲ့စကားလုံးလေးထည့်တာစာပေကျမ်းကမှလာတယ်လို့ဆိုရုံနဲ့တင်လမ်းမဆုံးနဲ့လို့ပြောတာဘာလို့ကိုယ်ပိုင်အသိဉာဏ်နဲ့စူးစမ်းစိတ်နောက်ဆုံးမှလူတွေကအေးတမနောနောဂရုတို့ရဲ့ဆရာတော်ကြီးကပြောတဲ့စကားပဲဆိုပြီးတော့ဆရာစကားဆိုပြီးလမ်းဆုံးတာဒါလည်းမဆုံးနဲ့တဲ့မြတ်စွာဘုရား။အော်ဒီစကားလေးကတော့မှတ်ထိုက်တယ်လို့ကိုယ်စိတ်ထဲမှာသဘောကျလို့မှတ်ထိုက်တယ်ဆိုရုံနဲ့လည်းပဲမှတ်မထားနဲ့အောင်နဲ့လမ်းမဆုံးနဲ့အောင်ကိုယ်ပိုင်ညာနဲ့ဆင်ញင်စဉ်းစားအောင်။ဒါမြတ်စွာဘုရားကိုယ်ပိုင်ညာသုံးဖို့အများနဲ့ဟောတာလောကမှာဘာသာရေးခေါင်းဆောင်နေတယ်ကဘာပေါ်မှာပေါ်လာတဲ့ဘာသာရေးခေါင်းဆောင်နေတယ်မယ်ငါပြောတဲ့အတိုင်းမယုံကြနဲ့ငါကိုယ်လည်းပဲမင်းတို့စူးစမ်းရှာဖွေကြလို့မြတ်စွာဘုရားတူပဲရေရေဝံ့ဝံ့ပြောတာနော်မြတ်စွာဘုရားတပါးပဲဒီစကားကိုပြောတာဝိမန္တကတုတ်ဆိုတာရှိတယ်ငါပြောတာနဲ့ငါကိုမယုံနဲ့အောင်မင်းတို့စဉ်းစားအောင်ငါဟာတကယ်ကိုစစ်မှန်တာလားဆိုတာလက်ခံစဉ်းစားဉာဏ်ကိုမြတ်စွာဘုရားဦးစားပေးတယ်ယုံကြည်မှုကိုဦးစားမပေးဘူးဒါဖြင့်ဘုရားဘာသာမှာတရားတရားမရှိဘူးလားဆိုရှိတယ်ဘုရားဘာသာမှာပါတဲ့တရားတရားဟာရှေ့ပိုင်းကဒီသူတော်ကောင်းနဲ့ဆုံတွေ့ဖို့အတွက်ဦးစားပေးတဲ့သဘောပဲမဂ္ဂင်၈ပါးတဲ့ကြတရားတရားဆိုတာမပါတော့ဘူးတကယ်အရေးကြီးတဲ့အပိုင်းမှာမဂ္ဂင်၈ပါးထဲမှာတရားမပါဘူးနော်ပညာဟာအမတန်မှအရေးကြီးလို့တမ္မာဒိဋ္ဌိကစပြီးတော့ဟောတာဒါအမတန်မှအဓိပ္ပာယ်ရှိတယ်ဒါဒီပြင်ဘာသာတွေသွားကြည့်လေ faith ယုံကြည်ရမယ်ဒါပဲအဓိကယုံရမယ်ဘာပြောပြောယုံရစောရကတက်เสียမလိုဘူးဆိုတဲ့အတိုင်းပဲယုံရမယ်ဆိုတာမြတ်စွာဘုရားအလိုမဟုတ်ဘူးစောရကတက်ခွင့်ပေးထားတာစောရကတက်နိုင်တယ်ယုံနေဆိုတာမဖြစ်ရမြတ်စွာဘုရားရဲ့တပည့်သားတွေဟာရှင်သာရိပုတ္တရာတို့ဒီတရားတို့တရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်တွေဟာတရားရင်လမ်းဆုံးတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးအသိပညာရသွားတယ်တရားနဲ့ယုံကြည်လို့လက်ခံတာမျိုးတစ်ခုမှမရှိဘူးသူတို့ကိုယ်တိုင်သိလို့လက်ခံတာတွေကြီးပဲဖြစ်သွားတယ်ဒါကြောင့်မို့လို့ဒီမိစ္ဆာဒိဋ္ဌိဆိုတာတွေဟာတာမန်နဲ့ဖြစ်လာတာတော့မဟုတ်ဘူးပေါ့ပရတော်ခောတာတဲ့အာယောနိသောမနတိကာရတဲ့အဲ့ဒီအကြောင်းတစ်ခုကြောင့်ဖြစ်ပေါ်လာတာဖြစ်ပေါ်လာပြီးတော့လူတွေရဲ့ရင်ထဲနှလုံးထဲမှာရောက်လာပြီဆိုလို့ရှိရင်အန္တရာယ်အလွန်ကြီးမားတယ်လို့ဒီအခုပြောတဲ့နိယတမိစ္ဆာဒိဋ္ဌိ၃မျိုးဟာအကရိယဒိဋ္ဌိနာထိကဒိဋ္ဌိအဟိတုကဒိဋ္ဌိကဲအကရိယဒိဋ္ဌိဆိုတာဘာလဲမူရင်းချမ်းအတိုင်းပြောအောင်အကရိယဒိဋ္ဌိဆိုတာမူရင်းချမ်းမှာမြတ်စွာဘုရားလက်ထက်တုန်းကဒါပုရဏကတ္တဗကြီးရဲ့ဝါဒပုရဏကတ္တဗကြီးရဲ့ဝါဒအဲ့ဒီပုရဏကတ္တဗကြီးပြောတဲ့အတိုင်းပဲတခြားသုတ်တန်တွေမှာလည်းမြတ်စွာဘုရားဒီတိုင်းပဲဟောပေးထားတာအကရိယအယူဝါဒရှိတဲ့ပုဂ္ဂိုလ်ကသူပြောတဲ့အပြောတွေကဘယ်လိုပြောတော့ဆိုရင်သူကဒါသူ့ရဲ့တရားလို့ပဲပြောရမှာပေါ့နော်သူပြောတဲ့ထဲမှာကရောတောကာရယတောကရောတောကာရယတောလုံမယ်လုံခိုင်းမယ်အကုသိုလ်တစ်ခုကိုလုံမယ်လုံခိုင်းမယ်ကရောတောနာကရိယတိပပံအကုသိုလ်မှုကိုလုံတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာသူထင်တဲ့အတိုင်းအကုသိုလ်ဆိုတာလုံလို့မရဘူးတဲ့လုံလို့မရသည့်အတွက်ကြောင့်ကရောတောအကုသိုလ်ကိုယ်တိုင်လုပ်ပေမဲ့လို့ကာရယတောသူများကိုလှုပ်ခိုင်းပေမဲ့လို့အကုသိုလ်ဆိုတာသူ့စီမှာမဖြစ်ပါဘူးကံကိုညင်းပယ်နေတာနော်အကုသိုလ်ကံဆိုတာဖြစ်ကိုမဖြစ်ဘူးဘာဖြစ်လို့မဖြစ်တာရှိမှမရှိဘူးသူကမရှိဘူးလို့ပြောတာကိုယ်တဏ္ဍာမှာဖြစ်ကိုမလာဘူးလို့ပြောတာဒါမို့ကရောတောနခရိယတိပပံနတ္ထိတတောနိဒာနံပပံအဲ့ဒါတွေလှုပ်သည့်အတွက်ကြောင့်
အကုသိုလ်ဆိုတာမရှိဘူးတဲ့နတ္ထိပပတ္တအာဂမောအဲ့ဒီအကုသိုလ်တွေကိုယ်ရင်နဲ့နှလုံးထဲရောက်လာတဲ့ဆိုတာလဲမရှိဘူးတဲ့ရှိမှမရှိတာလှုပ်လို့မရဘူးမရှိတဲ့ဟာဆိုရင်ဘာမှလှုပ်လို့မရဘူးလို့ပြောတယ်စိန်ဓာတော်စေတာပယတော်လူတူတယောက်ကိုလက်ဖြတ်မယ်ခြေဖြတ်မယ်တတ်မယ်ဖြတ်မယ်လို့တော့ဘုတ်တတ်ခိုင်းဖြတ်ခိုင်းမယ်ဘာအကုသိုလ်မှမဖြစ်ဘူးတဲ့ဟောကျန်တဲ့လူတွေကိုစိုးရိမ်အောင်လုပ်မယ်စိုးရိမ်အောင်လုပ်တယ်ကိုယ်တိုင်စိုးရိမ်စေအောင်လုပ်တယ်သူများကိုလှုပ်ခိုင်းတယ်အကုသိုလ်မဖြစ်ဘူးတဲ့ကုံကုံပြောရလို့ရှိရင်သူကတတ္တဝါတွေကိုတတ်ချင်တဲ့လောက်တတ်သူရပစ္စည်းတွေကိုယူချင်တဲ့လောက်ယူဘယ်လိုပဲလူရဲ့တိုက်ခိုက်ပြီးတော့ယူအဲ့ဒီလူရဲ့တိုက်ခိုက်ယူမှုအကုသိုလ်လို့လူတွေထင်ကြတဲ့ပြစ်မှုတွေကြောင့်တော့အကုသိုလ်ဆိုတာဘာမှမဖြစ်ပါဘူးတဲ့ဘယ်လောက်ထိအောင်ဆိုးလို့ဆိုရင်အကရိယဝါဒလူသားလက်နဲ့ကြီးထွင်ပြီးတော့လောကမှာရှိတဲ့သက်ရှိတ attva တွေအလုံးတတ်ပြီးတော့အသားပုံကြီးပုံထားတောင်အဲ့ဒီပုဂ္ဂိုလ်ဟာအကုသိုလ်ဆိုတာမဖြစ်ဘူးလို့ဒီလိုပြောတာတော့သူစားထဲမှာကိုဒီတိုင်းပဲသူဟောတာအဲ့တော့လှုပ်ချင်တာလှုပ်မင်းဘာမှမကြောက်နဲ့ဆိုတဲ့ဝါဒပဲအကုသိုလ်မရှိဘူးမရှိသည့်အတွက်ကြောင့်အကုသိုလ်ကျိုးလဲလာမှာမဟုတ်အကုသိုလ်မှမဖြစ်တာအကုသိုလ်ဆိုတာလှုပ်ကိုရတဲ့အရာမဟုတ်ဘူးလို့သူကဒီလိုဟောတယ်အကုသိုလ်ကသာဒီလိုဟောတာလားလို့ဆိုမဟုတ်ဘူးကုသိုလ်ကိုလည်းသူကဒီလိုပဲဟောတာကုသိုလ်လှုပ်ချင်ပါတယ်သီလတွေစောင့်ကျင်တော့စောင့်ဒါနတွေလှုပ်ချင်တော့လှုပ်ကိုကျင့်သီလတွေထိန်းကျင်တော့ထိန်းကမ္မထဘာဝနာတွေအထုတ်ချင်တော့ထုတ်အဲ့ဒီလှုပ်ခြင်းကြောင့်နတ္ထိတတောနိဒာနံပုံညာတဲ့အဲ့ဒါတွေလှုပ်လို့ကုသိုလ်ဆိုတာမရဘူးတဲ့နတ္ထိပုံညတအာဂမောကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်လာမှာလည်းမဟုတ်ဘူးတဲ့ဟောနတ္ထိပုံညာနတ္ထိပုံညတအာဂမောတော့ကံတရားတွေကိုနှစ်ခုစလုံးကိုညှင်းပယ်လိုက်တာအဲ့ဒီညှင်းပယ်လိုက်တဲ့အယူအဆကိုအကရိယဒိဋ္ဌိလို့ခေါ်တယ်မြတ်စွာဘုရားလက်ထက်တုန်းကဒီတရားကိုဟောပြောတဲ့ပုဂ္ဂိုလ်ဟာပုရဏကတ္တဗပဲပုရဏကတ္တဗကြီးကဒီတရားကိုဟောတော့သူတရားကိုကြိုက်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲသူ့နောက်လိုက်နောက်ပါတွေကလည်းနဲတာမဟုတ်သူ့ကိုလူတွေကသူ့တပည့်တွေကဘာခေါ်တော့တာဓုတမ္မတောတကယ်သူတော်ကောင်းကြီးလို့ကြည့်ကြည့်လူမိုက်အားပေးနေတာလဲသူတော်ကောင်းကြီးလို့လူတွေထင်သေးတာပဲเนาะတာဓုတမ္မတောတန်ခီခဏီတဲ့သူ့မှာနောက်လိုက်နောက်ပါတပြည့်တွေအမတမများဒီကနေ့ခေတ်လည်းမဟုတ်တာပြောရတဲ့ပုဂ္ဂိုလ်ရဲ့နောက်မှာလည်းနောက်လိုက်နောက်ပါတွေရှိတာပဲဘယ်တော့မှဆိုရှိနေမှာလူတွေကနော်နောက်လိုက်နောက်ပါဆိုတာရှိတာပဲသဘောတူတဲ့လူတွေကလောကရှားမှမရှားတာတနည်းအားဖြင့်ပြောရမယ်ဆိုရင်လောကမှာလိမ်မဲ့လူပဲရှားတာအလိမ်ခံနေတဲ့လူတွေကအစင်နဲ့ပဲတပုံကြီးရှိတယ်ဘာပြောပြောနောက်ကတပည့်ခံမဲ့လူတွေလည်းအများကြီးရှိတယ်အခုပုရဏကတ္တမနောက်ကနေလိုက်ပြီးတော့သူပြောတဲ့အတိုင်းအကုသိုလ်ဆိုတာမရှိဘူးအကုသိုလ်ဘယ်လိုလုပ်ရမရောက်ဘူးလုပ်လဲအကုသိုလ်ဆိုတာဖြစ်လာမှာမဟုတ်ဘူးဟောဖြစ်အောင်လုပ်လို့ကိုမရဘူးဆိုတဲ့အကရိယဝါဒကြီးကိုလက်ကင်တာကုသိုလ်ဆိုတာလည်းမရှိဘူးမရှိသည့်အတွက်ကြောင့်လုပ်လဲကုသိုလ်ဆိုတာမရဘူးနော်မရသည့်အတွက်ကြောင့်ကုသိုလ်ဆိုတာကိုယ်တဏ္ဍာမှာဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ဟောတယ်လို့တွင်တွင်ကြီးဟောထားတာရှင်းတဲ့ပုဂ္ဂိုလ်တွေကလည်းအများကြီးရှိတာပဲအဲ့တော့ပုရဏကတ္တဗကြီးကဒီဝါဒကိုလက်ခံထားတဲ့ပုဂ္ဂိုလ်ဆိုတော့အခုစာပေဆိုတိုင်းဆိုလို့ရှိရင်ပုရဏကတ္တဗရဲ့ destination ဘဝလမ်းဆုံးကဘယ်မှာလဲလို့ဆိုအပင်ငရဲမှာပဲရှိမှာပေါ့ဒီဝါဒကိုသူကလက်ခံပြီးတော့တွင်တွင်ဟောတာဟုတ်နော်ဒါကအကရိယဝါဒအချင်းချုပ်အဖြစ်မှတ်မယ်ဆိုရင်အကရိယဝါဒဆိုတာကံကိုညှင်းပယ်တာကုသိုလ်ကံမရှိဘူးအကုသိုလ်ကံမရှိဘူးမရှိလို့လုံးလို့လည်းမရဘူးကိုယ်တဏ္ဍာမှာလည်းဖြစ်ချင်းမရှိဘူးလို့ဒီလိုဆိုလို့ရတယ်ကုသိုလ်လုပ်တွေလှုပ်ချင်တဲ့လောက်လှုပ်မရဘူးအကုသိုလ်တွေလှုပ်ချင်တဲ့လောက်လှုပ်မဖြစ်လာဘူးဟောဒါကအကရိယဒိဋ္ဌိနောက်တစ်ခုနတ္ထိကဒိဋ္ဌိဆိုတာမရှိဘူးဆိုတာငင်းကွယ်တာ10ချက်ရှိတယ်ပထမလှူခြင်းတန်းခြင်းထိုခေတ်ကလှူတာတန်းတာတွေနဲ့ဥတည်ပြီးတော့ပြောတာဆို
နတ္ထိဒိဋ္ဌံနတ္ထိယိဋ္ဌံနတ္ထိဟုတံဒိဋ္ဌဆိုတာအလှကိုအသိမှမပြုဘူးလို့အဓိပ္ပာယ်ရအသိမှမပြုဘူးဆိုတာအကျိုးတရားကိုအသိမှမပြုတာဒါနဆိုတာအလကားပဲဒါနရဲ့အကျိုးတရားဆိုတာမလာဘူးခုနတုန်းကကံကိုညှင်းပယ်တာအခုကကံရဲ့အကျိုးတရားကိုညှင်းပယ်တာနောက်ဆုံးကြတော့ကံညှင်းပယ်ရင်လည်းအကျိုးတရားပါသွားတာပဲအကျိုးညှင်းပယ်ရင်လည်းကံကိုညှင်းပယ်တာနဲ့တူတူပဲဘာမှမထူဘူးတဲ့ဒီနှစ်ခုอ่ะဒါကြောင့်မို့လို့သူကနတ္ထိဒိဋ္ဌံပေးလှူခြင်းရဲ့အကျိုးတရားဆိုတာမရှိဘူးလို့လှူခြင်းတလောက်လှူဘလောက်ထိအောင်ပြောတော့ဆိုဘာလာထင်းတိပဏိတကနန္တိလူဘာတွေကလှူတာကိုယူကြတယ်တဲ့လူမိုက်တွေကလှူကြတယ်ဟောအဲ့လောက်ထိအောင်သူပြောတာသူရောလှူတာတွေမစားဘူးလားလို့ဆိုစားပုံရတယ်အဲ့ဒီပုဂ္ဂိုလ်ဒါဘယ်သူကဟောတာတုံးဆိုရင်မြတ်စွာဘုရားလက်ထက်ကအစိတကေတကမ္မလဆိုအစိတဆိုတဲ့ဆရာကြီးကဟောတာသူကသူများနဲ့မတူဘူးသူ့ရဲ့အဝတ်ကလူရဲ့ဆံပင်နဲ့ရက်ထားတဲ့ကဗလာအထည်ကြီးကိုဝတ်တာလူဆံပင်နဲ့ရက်လုတ်ထားတဲ့အဝတ်ကိုဝတ်တာဒါကြောင့်မလို့ကေတကမ္မလလို့ခေါ်တယ်လူဆံပင်နဲ့ရက်ထားတဲ့အဝတ်ထည်ကြီးကိုဝတ်တာအဲ့တော့လူဆံပင်ဆိုတော့အနက်ပေါ့ကလပြေမှာဆိုဆံပင်ကအနက်ပဲရှိတာအဲ့တော့သူဝတ်တဲ့အဝတ်ကြီးကဝတ်ရုံအနက်ကြီးပဲဖြစ်မှာပေါ့နော်အဲ့ဒါကြီးဝတ်ပြီးတော့သူဟောပြောတာကဒီနတ္ထိကကံရဲ့အကျိုးတရားကိုညင်းကွယ်တဲ့ဒီမိစ္ဆာဝါဒကိုသူဟောပြောတာပဲအဲ့တော့သူညင်းတာနတ္ထိဒိဋ္ဌံလှူခြင်းရဲ့အကျိုးတရားမရှိဘူးနတ္ထိဟုတံအိန္ဒိယနိုင်ငံမှာဆိုရင် sacrifice လုပ်တာတွေရှိတာပေါ့ရစ်ပူဇော်မှုဆိုတာအကြီးကျယ်လုပ်ကြတယ်ဘာအတွက်လုပ်တာတော့ဆိုကုသိုလ်ကောင်းမှုရဖို့ဆိုပြီးတော့လုပ်ကြတယ်ဘုရားအလောင်းနေရစ်ပူဇော်တယ်ဆိုတာလုပ်ကြတယ်လှူကြတန်းကြတယ်အလုပ်တွေလုပ်တယ်ပေါ့သာသရစ်တွေကြတော့နောက်ပိုင်းမှာတီထွင်းလာတာသားကောင်တွေတတ်ပြီးတော့လုပ်တဲ့ရစ်မျိုးကြတော့မလုပ်ဘူးပေါ့အဲ့တော့သားကောင်တွေမတတ်ဖဲနဲ့လှူတဲ့တန်းနဲ့ဝေလာမပုံနာကြီးတို့လိုလှူတာမျိုးတွေကိုလည်းပဲဒါဟုတလို့ခေါ်တာပဲပေါ့နော်နောက်ပြီးတော့နတ္ထိယိဋ္ဌံရစ်ပူဇော်တဲ့အကျိုးဟာမရှိဘူးနတ္ထိဟုတံလက်ဆောင်ပဏ္ဏပေးတာတို့ဧည့်သည်လာလို့အခန့်ကျူးမွေးတာတို့အဲ့ဒီကုသိုလ်တွေရဲ့အကျိုးဟာမရှိဘူးလို့သူကညင်းပယ်တယ်ဒါရင်လားလို့ဆိုသူကပြောတယ်နတ္ထိသုက္ကတဒုက္ကတနံကမ္မနံဖလံဝိပါကောကုသိုလ်ကံအကုသိုလ်ကံဆိုတာရဲ့အကျိုးလည်းမရှိဘူးလို့ကံတရားတွေရဲ့အကျိုးကိုညင်းပယ်တယ်နတ္ထိအယံလောကောဒီဘဝရလာတဲ့လူကဒီဘဝမှာပဲဆုံးမယ်နတ္ထိပရောလောကောဟိုဘဝနေတဲ့ပုဂ္ဂိုလ်ကလည်းဟိုဘဝမှာပဲဆုံးတယ်နော်ဟိုဘဝနေတဲ့ပုဂ္ဂိုလ်အတွက်ဒီဘဝဆိုတာမရှိဘူးဒီဘဝကပုဂ္ဂိုလ်အတွက်နောက်လောကဆိုတာမရှိဘူးပေါ့ဆိုလိုတာကလူတွေဟာကိုဖြစ်ရဘဝမှာပဲဆုံးတယ်ဒီလောကမှာရှိတဲ့ပုဂ္ဂိုလ်အတွက်ပရလောကဆိုတာမရှိဘူးပရလောကကသားတွေအတွက်ဒီလောကဆိုတာမရှိဘူးလို့ဆိုလိုတယ်ကိုဘဝနဲ့ကိုဆုံးညမှာလို့ပြောတာဒါတကယ်ကိုဥစ္စေတဝါဒပေါ့နော်နောက်သူပြောတာပါပြောသေးတယ်ဆိုနတ္ထိမာတာနတ္ထိပိတာစားတဲ့အတိုင်းဆိုရင်နတ္ထိမာတာအမေမရှိဘူးအဖေမရှိဘူးလို့ပြောတာဟာအဓိပ္ပာယ်ကအမေကိုအတိမတ်မပြုဘူးအဖေကိုအတိမတ်မပြုဘူးအတိမတ်မပြုဘူးဆိုတဲ့အဓိပ္ပာယ်ကအမေပေါ်မှာပြုစုလို့လည်းကုသိုလ်မရဘူးစော်ကားလို့လည်းအပြစ်မဖြစ်ဘူးအဖေကိုပြုစုလို့လည်းကုသိုလ်မရဘူးစော်ကားလို့လည်းအပြစ်မဖြစ်ဘူးဆိုတဲ့အမေဖေသူတော်ကောင်းတွေကမာတာပိတုဥပဋ္ဌာဏမိဘနှစ်ပါးကိုပြုစုလုပ်ကျွေးရမယ်လုပ်ကျွေးတဲ့ပုဂ္ဂိုလ်ကကောင်းရသူဂတိဘုံရောက်တယ်မင်္ဂလာရှိတယ်လို့ပညာရှိသူတော်ကောင်းတွေကဟောတာသူကအဲ့ဒါကိုလုံးဝညှင်းပစ်တာနော်အမေအဖေဆိုတာပြုเสียမလို့ဂရုစိုက်เสียမလို့ရှိလည်းမရှိဘူးဆိုပြီးတော့ပြုစုလုပ်ကျွေးခြင်းကြောင့်အကျိုးလည်းဘာမှမရဘူးဆိုတာကိုပြောဆိုတာညှင်းပယ်နတ္ထိတတ္တဩမပတ္တိကပြန်ပြီးတော့မွေးတဲ့တည်သွားပြီးတော့ပြန်မွေးတဲ့တတ္တဝါဆိုတာမရှိဘူးဆိုတာဒါဥစ္စေတာဒိဋ္ဌိပဲသူညင်းပဲနောက်တစ်ခုကျတော့နတ္ထိလောကေသမက္ကတာသမ္မာပฏิပန္နအကျင့်ကောင်းတွေကျင့်ပြီးတော့နော်မှန်ကန်တဲ့တရားတွေကိုလက်တွေ့သိရှိပြီးတော့ဟောနိုင်တဲ့ဖရာ
တပ်ဝိညုဖျားဆိုတာလောကမှာမရှိဘူးလို့နောက်ဆုံးမှာဖျားကိုပါညင်းပယ်တဲ့ဝါဒပဲအဲ့ဒါနတ္ထိကဒိဋ္ဌိလို့ခေါ်တယ်ဒုစရိုက်10ပါးထဲမှာဖော်ပြထားတဲ့ဒိဋ္ဌိကဒီနတ္ထိကဒိဋ္ဌိပဲကံရဲ့ကျိုးကိုညင်းပယ်လို့ရှိရင်ဒါဒုစရိုက်ဖြစ်တယ်ဒုစရိုက်ဒီအကျင့်ဒီဒုစရိုက်မိစ္ဆာဒိဋ္ဌိကိုလက်ခံလိုက်တာနဲ့တပြိုင်နက်နတ်ပြည်ရောက်ဖို့ဆိုတာဝေလာဝေးပေါ့ကောင်းရသူတွေကိုမရောက်နိုင်ဘူးတက္ကဝရဏနတ်ပြည်လမ်းကြောင်းကိုပိတ်ဆို့ပစ်တယ်အဲ့တော့သူပြောတဲ့စကားတွေအစိတကေတကမ္မလာကဆက်ပြောတာရှိသေးတယ်လူတွေသေသွားလို့ရှိရင်တဲ့မြေဓာတ်ကမြေဓာတ်နဲ့ပေါင်းသွားတယ်အပြင်ကမြေဓာတ်နဲ့ပေါင်းသွားတယ်ရေဓာတ်တွေကရေဓာတ်နဲ့ပဲပေါင်းသွားတယ်လေကလေနဲ့ပေါင်းသွားတယ်အပူတွေကအပူနဲ့ပဲအပူအေးကအပူအေးတေဇောကတေဇောဓာတ်နဲ့ပဲပေါင်းသွားတယ်နော်အသိစိတ်တွေအိန္ဒိယတွေဆိုတာကောင်းငင်မှာလွင့်ပြန်သွားတယ်လူဆိုတာခုံတည်းဆိုတာမသေးခင်ပဲတဲ့တင်းချိုင်းမှာပဲအဆုံးသတ်တယ်ပေါ့ဒီစကားတွေလည်းသူပြောသွားတဲ့စကားပဲဓာတုပညတံယတိတံဒါနံဒါနလုတ်တဲ့တယ်လို့ပြောတာဟာတဲ့လူမိုက်တွေကထွင်လုံးပါလို့ဒီလိုပြောသွားတာသူကအားလုံးဟာသေသွားလို့ရှိရင်တော့ပြီးသွားတာပဲဘာမှမရှိဘူးဒါမို့သူ့ဝါဒကို materialism လို့လည်းခေါ်တယ် annihilationism ဥစ္စေတဝါဒလို့လည်းခေါ်တယ်ပေါ့အဲ့ဒါလည်းပဲနိယတမိစ္ဆာဒိဋ္ဌိတစ်ခုပဲတဲ့ဒါအစိတကေတကမ္မလာကဟောပြောတဲ့ဝါဒဟောနောက်တစ်ခုကအဟိတုကဝါဒအဟိတုကဝါဒဆိုတာသူကအကြောင်းတရားတွေကိုအကုန်ညင်းပယ်လူတွေရဲ့တိုးတက်ဖွံ့ဖြိုးမှုကိုအားကိုမှုဆိုတာတွေဟာတခုမှမရှိအောင်ညင်းပယ်တဲ့ဖြစ်နိုင်စရာအကြောင်းတရားတွေလူတွေကိုဘာမှလှုပ်เสียမလိုဘူးဆိုတဲ့အနေအထားကိုပြောတဲ့စကားပဲသူကနော်အဲ့တော့အဟိတုကဝါဒကဘယ်လိုဟောတော့လို့ဆိုနတ္ထိဟေတုနတ္ထိပစ္စယောတတ္တနံတံကိလေသာယတတ္တဝါတွေညစ်ညူးပြီးတော့ဒုက္ခရောက်ဖို့အတွက်ဘာအကြောင်းမှမရှိဘူးတဲ့ဖြစ်နိုင်တဲ့အကြောင်းလည်းမရှိဘူးထောက်ပံ့တဲ့အကြောင်းလည်းမရှိဘူးအဟိတုအပစ္စယတတ္ထာတံကိလေတံတိတတ္တဝါတွေဆိုတာသူ့ဘာသာသူဖြစ်ချင်လို့ဖြစ်လာပြီသူ့ဟာသူညစ်နွမ်းညင်လို့ညစ်နွမ်းဒုက္ခရောက်ချင်လို့ရောက်တာတဲ့အကြောင်းမဲ့ causeless ကိုသူကပြောတာအကြောင်းတရားမှန်သမျှကိုပယ်ချတယ်လက်မခံဘူးအဲ့ဒါကအဟိတုကဒိဋ္ဌိနောက်တစ်ခါဘာပြောတော့ဆိုတတ္တဝါတွေစင်ကြယ်ပြီးတော့တိုးတက်လာဖို့ဆိုတာလည်းပဲအကြောင်းမရှိဘူးတဲ့အကြောင်းကင်းပြီးတော့တတ္တဝါတွေဟာသူ့ဟာသူစင်ကြယ်ကြတာဆိုလိုတာမင်းဘာမှလုပ်မနေနဲ့နော်ဒုက္ခရောက်တာလဲသူ့ဟာသူရောက်တာချမ်းသာတာလဲသူ့ဟာသူချမ်းသာမှာမင်းဘာမှလုပ်เสียမလုပ်ဘူးလို့ဒီလိုပြောတာအဲ့ဒါကိုသူကနောက်ကနေဆက်ပြီးတော့ပြောလိုက်တာနော်ပထမပြောလိုက်တာတော့တတ္တဝါတွေပူပန်ဆင်းရဲမှုညှဉ်းနှွမ်းမှုဆိုတာအကြောင်းမရှိဘူးစင်ကြယ်မှုဆိုတာလည်းအကြောင်းမရှိဘူးအဲ့ဒီမှာနောက်ကဆက်ပြီးပြောတာပါတော့ဆိုရင်နတ္ထိဗလံလူတွေမှာဘာခွန်အားမှမရှိဘူးကိုလုံးချင်တာလှုပ်လို့ဘာမှမရှိဘူးမဖြစ်နိုင်ဘူးလို့ပြောတယ်နော်နတ္ထိဝီရိယံလူတွေရဲ့ကြိုးပမ်းအထောက်မှုဆိုတာဘာမှမရှိဘူးနတ္ထိပုရိသပရကမောငါယောက်ျားပဲဆိုပြီးတော့စွမ်းမကားနဲ့ကြိုးစားအထောက်လို့လည်းဘာမှမရဘူးနတ္ထိပုရိသဝါယမောလူတွေရဲ့စွမ်းမကားလုံလနဲ့လည်းဘာမှမဖြစ်ဘူးဒီလိုပြောတာသူကအကုန်လုံးအားလုံးကိုညှင်းကွယ်လိုက်တာအကြောင်းတရားမှန်သမျှကိုအကုန်ညှင်းကွယ်လိုက်တယ်ညှင်းကွယ်ပြီးတော့သူဘာပြောတော့ဆိုတတ္တဝါမှန်သမျှဟာတဲ့အဝတ္တကိုယ်ဆန္ဒအတိုင်းမဖြစ်ပါဘူးတဲ့အဖလဘာစွမ်းရည်တတ္တိမှမရှိကြပါဘူးတဲ့အဝိရိယကျူပန်အထုတ်လို့ရတာတွေမဟုတ်ဘူးတဲ့ဘာကြောင့်ဖြစ်တာတော့ဆိုနိယတိကျွတ်တင်သတ်မှတ်ထားချက်အတိုင်းဖြစ်တာတဲ့ခွေးဖြစ်ရမယ်ဆိုရင်ခွေးကျွတ်တင်သတ်မှတ်ပြီးတာမင်းခွေးပဲဖြစ်မှာမင်းပြောင်းညင်လို့မရနိယတိနော်နိယတိဆိုတာကျွတ်တင်သတ်မှတ်ထားတဲ့အတိုင်းလူဖြစ်ရမယ်ဆိုလဲလူဖြစ်လူထဲမှာလည်းမင်းဘုန်းကြီးဝတ်ရမယ်ဆိုရင်ဘုန်းကြီးပဲနော်အဲ့ဒါလို့ကျွတ်တင်သတ်မှတ်ထားတာရှိပြီးသားတဲ့ဘာမှလုပ်လို့မရဘူးလို့သူတို့ပြောတယ်နိယတိသင်္ကတိတဲ့ပေါင်းစုံလာခြင်းကြောင့်ဖြစ်ပေါ်လာတာဒါတွေကသူ့ဟာသူဆုံးလာမှာ
ဆုံးစရာတွေကလည်းပဲအကုန်လုံးသူ့ဟာသူအစင်းသင့်ပဲဆုံးလာတဲ့အတိုင်းဖြစ်ကြမှာဘာဝဆုံးလာတဲ့အနေအထားအတိုင်းပေါ်ပြီးတော့လာကြမှာတဲ့နိယတိသင်္ကတိဘာဝပရိနတာအဲ့ဒီတိုင်းပဲအားလုံးဟာဖြစ်ကြမှာလို့ဆိုလိုတာကတော့မင်းဘာမှလုပ်မနေနဲ့သူဖြစ်ချင်တာဖြစ်မှာကောင်းအောင်လည်းမကြိုးစားနဲ့ဘာမှမလုပ်နဲ့လို့ဒီလိုပြောလို့ရင်သူကဘယ်လောက်ထိဒီဝါဒကိုဟောပြောတာဘယ်သူလဲဆိုမက္ခလိခောတလာမြတ်စွာဘုရားကတော့သူ့ရဲ့ဝါဒဟာအဆိုးဆုံးပဲလို့ပြောတယ်ဘာလို့လဲဆိုရင်လူတွေကိုဘာမှမလုပ်အောင်လုပ်ပစ်ခဲ့တဲ့ဝါဒမဟုတ်ဘူးလောကမှာဒီကြိုးစားအထောက်မှုကြောင့်ဖြစ်တယ်ဆိုတာမရှိဘဲနေပါမလားကိုယ်တိုင်ထမင်းချက်ပြီးတော့စားရင်စားရတာပဲလိတာလက်တွေ့တွေရှိနေတာပဲကိုယ်တိုင်သွားရင်ရောက်တာကိုယ်တိုင်စားရင်လည်းဝရတယ်ဆိုတာဒါလက်တွေ့ရှိရတဲ့နဲ့ဒါတွေကိုအကုန်ညင်းပယ်တယ်ဆိုတော့တော်တော်ကိုဆိုးတဲ့ဝါဒကြီးတစ်ခုပဲပေါ့လက်တွေ့ကိုကြော်လွန်ပြီးတော့ပြောတဲ့ဝါဒဖြစ်လို့မြတ်စွာဘုရားကအဆိုးဆုံးပဲလို့မှတ်ချက်ချသူကဘယ်လောက်ထိအောင်ပြောတော့ဆိုလို့ရှိရင်မင်းတို့ဘာမှမကြိုးစားနဲ့တဲ့ပညာရှိကလည်းငါပညာရှိဆိုပြီးတော့တန်တရားတိုးခြင်းလို့မရဘူးတဲ့သူသတ်မှတ်ထားတဲ့အတိုင်းသွားမှာပဲတဲ့လူမိုက်ကလည်းငါလူမိုက်ဆိုပြီးတော့တန်တရားနဲ့ပျော်လို့ပိုးနေခြင်းလို့မရဘူးတဲ့သတ်မှတ်ထားတဲ့အချိန်တိုင်းသွားရမှာပဲတဲ့သူကဥပမာလေးပြောလိုက်သေးတယ်နော်အချီလုံးလေးတစ်လုံးအမြင့်ကနေပြီးတော့ဖြီးပြီးတော့ချလိုက်ရင်ကျိုးမကုံမချင်လိမ့်နေမှာကျိုးကုံတဲ့နေရာမှာရပ်မှာဆိုလိုတာကကျိုးဆိုတာသတ်မှတ်ချက်ပဲပေါ့ဒီကျိုးကပေ1000ရှိတယ်ဆိုရင်ပေ1000ပြည့်ရင်ရပ်မှာပေါ့လူတွေမှာလည်းပဲထွတ်တူပဲနော်မဟာကတ်1,400,000ပြည့်လို့ရှိရင်လူတိုင်းဟာဘဝဆိုတာဆုံးမှာပဲသတ်မှတ်ချက်အတိုင်းပဲသွားတယ်လို့ကိုယ်တိုင်ဒီကြားထဲမှာလှုပ်ချင်လို့ဘာတစ်ခုမှမဖြစ်ဘူးမင်းတို့မလုံနဲ့အေးနေကြလို့ပြောတဲ့သဘောပဲအဲ့ဒီမိစ္ဆာဝါဒကိုဒါအဟိတုကဝါဒလို့ခေါ်တယ်ဟောအလုံးပေါင်းလိုက်တဲ့အခါကျတော့အကရိယဝါဒတဲ့အကရိယဒိဋ္ဌိနတ္ထိကဒိဋ္ဌိအဟိတုကဒိဋ္ဌိအကရိယဒိဋ္ဌိကိုပုရဏကသဘာကဟောပြောတယ်နတ္ထိကဒိဋ္ဌိကိုအစိတကေတကမ္မလကဟောပြောတယ်အဟိတုကဝါဒအဟိတုကဒိဋ္ဌိကိုမဂ္ဂရိခောသလာကဟောပြောတယ်လို့မြတ်စွာဘုရားလက်ထက်အခါကာလတုန်းကအဲ့ဒီလိုဟောပြောတဲ့ပုဂ္ဂိုလ်တွေထင်ထင်ရှားရှားပေါ်ထွက်လာခဲ့တဲ့နိယတမိစ္ဆာဒိဋ္ဌိဝါဒသမားကြီးတွေရှိတယ်ပေါ့သူတို့ရဲ့ဝါဒဟောပြောတဲ့အတိုင်းလိုက်ပြီးတော့သဘောကျပြီးတော့ထိုဝါဒတွေကိုလက်ခံတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ဒါကြောင့်မို့လို့ဒိဋ္ဌိဗျသနလို့ဆိုတဲ့မှားယွင်းတဲ့အယူဆတစ်ခုကိုယ့်ရဲ့အုံနောက်ထဲအသိဉာဏ်နဲ့ကိုယ့်ရဲ့နှလုံးသားထဲပေါ့လေနှလုံးသားထဲရောက်ပြီးတော့မှားမှားယွင်းယွင်းလက်ခံလာပြီးပြီဆိုရင်ဒိဋ္ဌိဗျသနအမတန်မှဆိုးွားတယ်အဲ့ဒါကြောင့်မို့လို့ကတ်ကြီး3ပါးဆိုတာတဲ့ပို့ပြီးတော့မိစ္ဆာအယူဝါဒလက်ခံမိမှာပို့ပြီးတော့ကြောက်ရတယ်ဒါကြောင့်မို့ဒီမိစ္ဆာအယူဝါဒကိုလက်မခံမိဖို့ဘုန်းကြီးတို့တွေဘာလို့ရမလဲလို့ဆိုလို့ရှိရင်မှန်ကန်သောတရားဓမ္မကိုနာယူခြင်းနှလုံးသွင်းမှန်ကန်မှုဆိုတဲ့ယောနိသောမနတိကာရတရားရှိခြင်းအဲ့ဒီနှစ်ခုဟာတမ္မာဒိဋ္ဌိကိုဖြစ်ပေါ်စေတတ်တယ်တဲ့ဒါကြောင့်မို့မှန်ကန်တဲ့တရားကိုနာယူဖို့နဲ့မှန်ကန်စွာနှလုံးသွင်းမှုဆိုတာအမှန်တမ်းအရေးကြီးတယ်လောကမှာအသိပညာရဖို့အကြောင်းတရား၄မျိုးရှိတယ်တဲ့အကြောင်းတရား၄မျိုးဟာဘာလဲလို့ဆိုရင်တပ္ပုရိတတန်တေဝသူတော်ကောင်းကိုပေါင်းသင်းဆက်ဆံခြင်းတပ္ပုရိတတန်တေဝသူတော်ကောင်းတရားနဲ့ပေါင်းခြင်းတတ္ထမတဝနသူတော်ကောင်းတရားကိုနာခြင်းဆိုတဲ့အပြင်အကြောင်း2ပါးယောနိသောမနတိကာရမှန်ကန်ကန်ဆင်ခြင်စဉ်းစားခြင်းဓမ္မာနုဓမ္မပฏิပတ်တိလောကုတ္တရာတရားနဲ့စီလျော်တဲ့မှန်ကန်တဲ့သီလသမารိပညာမဂ္ဂင်7ပါးအကျင့်တရားကိုကျင့်ခြင်းလို့ဆိုတဲ့အတွင်းအကြောင်း2ပါးအပြင်အကြောင်း2ပါးအတွင်းအကြောင်း2ပါးအကြောင်း4ပါးပေါင်းစုံလိုက်လို့ရှိရင်ဘုန်းကြီးတို့ရဲ့တဏ္ဍာမှာမှန်ကန်တဲ့အသိဉာဏ်တွေရလာနိုင်ပါတယ်ဒါကြောင့်မို့မှန်ကန်တဲ့အသိဉာဏ်ဖြစ်တာနဲ့မှားယွင်းတဲ့အယူဆတရားကိုတားမြစ်နိုင်တာဖြစ်သောကြောင့်မှန်ကန်တဲ့အသိဉာဏ်ရအောင်အကြောင်းတရားတွေမပြည့်စုံသေးရင်ပြည့်စုံအောင်မိမိတို့ကိုယ်တိုင်သူတော်ကောင်းကိုပေါင်းသိခြင်းသူတော်ကောင်းတရားကိုနာယူခြင်းမှန်ကန်တဲ့နှလုံးသွင်းဆင်ခြင်မှုရှိခြင်း
တရားနိလန်းအတိုင်းလောကုတ္တရာတရားနဲ့စီလျော်တဲ့မှန်ကန်တဲ့အကျင့်ကိုကျင့်ခြင်းလို့ဆိုတဲ့ဒီအကြောင်းတရား၄မျိုးမိမိတဏ္ဍာမှာဖြစ်အောင်ကြိုးစား၍အားထုတ်နိုင်ကြပါစေကုန်သတည်း